ပုံမြင်လေးတစ်ပုဒ်ပြောအောင်မယ်ဟုတ်လားပုံမြင်ဆိုဦးစင်းကအလွန်ကြိုက်တယ်ဟုတ်လားတခါကြီးဒီမိုင်းမလည်းကြိုက်မယ်ထင်ပါတယ်ပုံမြင်မကြိုက်တဲ့လူကိုတော့တစ်ခါမှမတွေ့ဘူးသေးဘူးနော်တခါတော့ကမြင်းမြန်စားတောက်ဆိုင်ဆိုပြီးတော့စားတောက်ဆိုင်တစ်ဆိုင်လမ်းဘေးမှာဖွင့်ထားတာရှိတယ်တဲ့အဲ့ဒါလမ်းဘေးမှာလမ်းဘက်ထွက်ပြီးတော့မြင်းမြန်ရုပ်ကလေးတရုပ်လည်းထုထားတယ်လို့ဆိုတယ်အဲ့ဒါတနေ့တော့မြင်းမြန်ရုပ်လေးရဲ့ညာဘက်ကခရီးသည်တယောက်စားတောက်ဆိုင်နဲ့ဝင်လာတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲမြင်းမြန်ရုပ်လေးရဲ့ဘယ်ဘက်ကခရီးသည်တယောက်ကလည်းဝင်လာတယ်တစပွဲတဲ့အတူတူထိုင်ပြီးတော့စားကြစားရင်းနဲ့စမိဆက်ရညာဘက်ကဝင်လာတဲ့လူကကိုလူရမြင်းမြန်ရုပ်ကလေးကလှလိုက်တာရွှေရောင်းကိုတောက်နေတာပဲလို့ပြောတယ်တဲ့အဲ့တော့ဘယ်ဘက်ကဝင်လာတဲ့လူကဟာကိုလူတော့မျက်စိမှားခဲ့ပြီနဲ့တူတယ်မြင်းမြန်ရုပ်ကလေးကရွှေရောင်တောက်တာမဟုတ်ဘူးငွေရောင်တောက်နေတာမဟုတ်ပါဘူးတဲ့ငါမျက်စိနဲ့မြင်ခဲ့တာတဲ့ရွှေရောင်တောက်နေတာငါလည်းမျက်စိနဲ့မြင်တာပါပဲတဲ့ညညရောရွှေရောင်ငွေရောင်ဆိုပြီးတော့အဲ့ဒါညင်းခုံကူကစားရင်တောက်ရင်နဲ့တပွဲတွေပါတွေထုတဲ့အစဉ်ရောက်လာတယ်ဟုတ်လားအဲ့ဒီတော့မှစားတောက်ဆိုင်ပိုင်ရှင်ကမနေတာတော့ဘူးထွက်လာပြီးတော့ကိုလူတို့တဲ့တိတ်လေညင်းမနေကြနဲ့တဲ့ကျုပ်ကမြင်းမြန်ရုပ်ကိုတစ်ဖက်ကရွှေရောင်တုပ်ပြီးတော့တစ်ဖက်ကငွေရောင်တုပ်ထားတာတဲ့ဖြစ်ရတယ်နော်တကယ်ကြီးမိုင်းပြလောကကြီးမှာဒါမျိုးရှိတတ်တယ်နော်သူ့ဘက်ကကြည့်ရင်သူမှန်တယ်ကိုယ့်ဘက်ကကြည့်ရင်ကိုယ်မှန်တယ်လောကကြီးမှာတစ်ခါတလေဘာကမှန်တယ်လို့ပြောဖို့ရအလွန်ခက်တဲ့ကိစ္စတွေလည်းရှိတယ်နော်တင်ချာပု္ပ္ပာတစ်ပုဒ်ကိုတွက်လိုက်တယ်လို့ပုံသေးနီးနဲ့ဒါအဖြေမှန်ထွက်ရစေမယ်လို့တွက်ဖို့မလွယ်တဲ့ကိစ္စတွေလောကကြီးမှာအများကြီးရှိတယ်စာလေးတစ်ကြောင်းဖတ်ဖို့တယ်ဘူလာတန်းကျောင်းဆရာတယောက်ကကျောင်းသူကျောင်းသားပေါက်စာလေးတွေကိုတင်ချာတစ်ပုဒ်သင်တယ်တဲ့သင်ရင်းနဲ့မေးတာပေါ့လေအဲ့ဒီကျောင်းသူလေးတွေထဲမှာမိခက်ဆိုတဲ့ကောင်မလေးတယောက်ပါတယ်လို့ဆိုတယ်အဲ့ဒီမိခက်ကိုမေးတယ်တဲ့ဆရာကဆေးလိပ်တစ်ပြားဘိုးဝယ်လို့ရှိရင်ဆေးလိပ်2လိပ်ရမယ်2ပြားဘိုးဝယ်လို့ရှိရင်ဘယ်နှလိပ်ရမလဲ။ကဲမိခက်ဖြေစမ်းလို့ပြောတယ်တဲ့။ပြောတော့မိခက်ကထပြီးတော့လက်ကလေးပိုက်ပြီးတော့ဖြေတယ်တဲ့။တစ်ပြားဘိုး2လိပ်2ပြားဘိုးဆိုရင်5လိပ်လို့ဖြေတယ်တဲ့။ဟုတ်လား။အဲ့တော့ကလေးတွေကရေးကြတာပေါ့။ဆရာကလည်းမင်းစဉ်းစားအောင်တစ်ပြားဘိုး2လိပ်ဆိုရင်2ပြားဘိုးဆို4လိပ်ဖြစ်မှာပေါ့။အဲ့လိုပြောတော့မဟုတ်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ဆရာတဲ့ကျမတို့အိမ်ကဈေးရောင်းတယ်တဲ့။ဟုတ်လားဈေးရောင်းတော့ဆေးလိပ်တစ်ပြားဘိုးဝယ်ရင်2လိပ်ပေးတယ်2ပြားဘိုးဝယ်ရင်တော့5လိပ်ပေးတယ်တဲ့ဟုတ်လားပေတတို့ဒီအကြောင်းအရာလေးကတာမန်ကြည့်ရင်တော့ဘာမှလေးနဲ့တဲ့အကြောင်းအရာလို့ထင်စရာမရှိပါဘူးဟုတ်လားသို့တော်လည်းပဲ तू ပြောချင်တဲ့အကြောင်းအရာလေးရဲ့နောက်ွယ်မှာနဲ့ဆိုင်တဲ့အဓိပ္ပာယ်တွေရှိမယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒီအကြောင်းအရာလေးကိုပြောပြတဲ့လူရဲ့နောက်ွယ်မှာစေတနာမရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့ဒါဘာလဲလောကကြီးမှာတချို့သောအရာတွေဟာဘာအမှန်လို့ပြောဖို့အလွန်ခက်တယ်ဆိုတာကိုပြောတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်တို့အဓိကပြောလို့ရင်းကတော့ဘာလဲသိပြီးတော့မငြင်းညာနဲ့ကိုမှန်တယ်ထင်ပေမဲ့လို့ကိုမှားတာတောင်ဖြစ်ချင်းဖြစ်သွားနိုင်တယ်နော်ဒီချာကြည့်လိုက်လို့ရှိရင်ဟုတ်ရဲ့လားဒါကြောင့်မှန်မှန်သိရတဲ့ဇွတ်ညင်းတဲ့အဆင့်ကတော့လုံးဝကိုမဖြစ်သင့်ဘူးပေါ့ဟုတ်လားမှန်တယ်ထင်လို့လည်းပဲဖိပြီးတော့မငြင်းသင့်ဘူးစဉ်းစားပါအောင်ဟုတ်လားသူဘက်ကလည်းမှန်နေတာဖြစ်နိုင်မလားဟုတ်လားဓမ္မမဟုတ်လို့ရှိရင်လည်းပဲလုံးဝသူ့ဘက်ကမှားတာသိကြတယ်ကိုယ့်ဘက်ကလုံးဝမှန်တာသိကြတယ်ဆိုအောင်တောင်မှကိုယ်စကားကိုလက်မခံဘူးဆိုရင်တော့မငြင်းသင့်ပါဘူးငြင်းပြီဆိုရင်တော့ဘာဖြစ်မလို့ဘေးသင့်ပါပဲဟုတ်လားတရားကြီးမိုင်းများအေးဦးဇင်းကဒီတရားစကားလေးကိုသဘောကျလို့ဟောနေတာကြာပြီအဲ့ဒါပြီးခဲ့တဲ့နှစ်ကရန်ကုန်မှာဒီတရားလေးဟောပြီးတော့နောက်ရက်ကျတော့တရားကြီးတယောက်နဲ့တွေ့တယ်ပြီးတော့တရားကြီးကဦးဇင်းတရားကိုသူကနားထားတာဆိုတော့ရှင်ဘုရားတဲ့မြတ်စွာဘုရားဟောတဲ့ညင်းခုန်ညင်းသည်ဘေးဆိုတာအလွန်မှန်တယ်ဘုရားတဲ့ဘာဖြစ်လို့တော့တရားကြီးရဲ့တရားကြီးမှာအတွေ့အကြုံခံစားချက်များရှိလို့လားလို့ဦးဇင်းကမေးကြည့်တော့ရှိတယ်တဲ့ပြောသားမအောင်ဆိုတော့တပည့်တော်ကလှိုင်မြို့နယ်တဲကဘုရားတဲ့အဲ့ဒါဟိုတနေ့ကလှိုင်မြို့နယ်တဲကရက်ကွက်တစ်ခုမှာရက်ကွက်အုပ်ချုပ်ရေးမှုရွေးကြတာတဲ့အဲ့ဒီရက်ကွက်အုပ်ချုပ်ရေးမှုအစ်စ်ကိုထောက်ခံတဲ့လူနဲ့မထောက်ခံတဲ့လူတစ်ဖက်ရည်ဆိုင်မှာ2ယောက်သားတွေ့ပြီးတော့တစပွဲထဲထိုင်ပြီးတော့ညင်ညတာဒီအုပ်ချုပ်ရေးမှုအစ်စ်ကောင်းတယ်ပေါ့တယောက်ကမကောင်းဘူးပေါ့ညင်ရင်နဲ့တယောက်ကစိတ်မရှိတော့အနာနာရှိတဲ့ပန်းအိုးနဲ့ကောက်ပြီးတော့ခေါင်းကိုထူလိုက်တယ်တဲ့အဲ့ဒါဆေးရုံကိုတန်းရောက်သွားတယ်2 နာရီလောက်နေရောအဲ့ဒီလူသေတယ်ဗျာတဲ့နော်ဒီတော်စင်သားနော်မဟုတ်တဲ့အကြောင်းအရာကိုအခြေခံပြီးတော့ကိုယ့်အတွက်ဘာမှအရေးမပါဘဲနဲ့နော်ညင်ခုန်ရင်နဲ့ကိုပြောလို့တဲ့အချက်ကိုအမှန်ဆိုတာကိုသိလို့စိတ်တွေပြင်းထန်ပြီးတော့နော်ပြောရရင်တော့အတ္တမာနတွေပေါ့လေဟုတ်လားငါဟုတ်တယ်မင်းမဟုတ်ဘူးဆိုတာကိုသိသိချင်းလုံးတော့အဲ့ဒီတိုင်းလည်းဖြစ်မလာတော့ဒေါသတွေထွက်ပြီးတော့မဖြစ်တော့ထပ်ပြီးတော့လှုပ်လိုက်တယ်အဲ့ဒီတော့ဘာမဟုတ်တာကိုအကြောင်းပြုပြီးတော့ညင်းခုန်ရင်းနဲ့တ
တယောက်ကတင်ញံကုန်းကိုရောက်သွားတယ်တယောက်ကထောင်ထဲရောက်သွားတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘယ်လိုအကြောင်းကိုပဲအခြေခံလို့ညင်းပြီဆိုရင်တော့ဘာဖြစ်မလို့ဘေးတင်လိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ညင်းခုန်ညင်းသည်ဘေးလို့အမှန်တိုင်းသိရမယ်မညင်းခုန်ညင်းသည်ဘေးကင်းရလို့နားလည်ရမယ်အဲ့ဒါလို့နားလည်ပြီးတော့သမက်ကတခိလာဟောထကိုရောစိတ်ရောညီညွတ်ပြီးတော့နေရမယ်တဲ့နုံညံသိမ်မွေသောစကားကိုပြောဆိုတတ်ရမယ်တဲ့တိုက်တွန်းချက်ကလေးကနော်အေးအဲ့တော့ဦးဇင်းတို့ဒီနေရာမှာကိုရောစိတ်ရောညီညွတ်ရမယ်ဆိုတဲ့နေရာမှာအလွန်ဒါလေးကစဉ်းစားရရှိတယ်ပေါ့စကားကိုပြည့်ပြည့်စုံစုံပြောထားတယ်လို့ဆိုလိုချင်တာဦးဇင်းကဟုတ်လားကိုရောစိတ်ရောညီညွတ်ရမယ်ဟုတ်တယ်တချို့ကကိုယ်တွေသာညီညွတ်နေတာစိတ်တွေကညီညွတ်တာမဟုတ်ဘူးကိုချင်းကပူးပြီးတော့ထိုင်းနေပြီမလို့စိတ်ချင်းကအဝေးကြီးဆိုတာမျိုးမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်တချို့တအိမ်နဲ့အတူတူနေနေတိုင်းချစ်လာကြည့်ခင်လာကြည့်ညီညွတ်လာကြည့်လို့မဆိုနိုင်ဘူးနော်ဟုတ်လားအေးဒါကြောင့်ပိဿပေါင်းတော်ဟောင်းတို့ကိုယ်တွေညီညွတ်တယ်လို့စိတ်တွေလည်းညီညွတ်ဖို့လိုတယ်ညီညွတ်မှုရဲ့အကြောင်းကိုပြောရင်တော့တရားကအလွန်ကြီးရှည်လျားသွားလိမ့်မယ်နောက်ထပ်တကားထားကဟောရအောင်ပါဟုတ်ရလားအေးအဲ့တော့ညီညွတ်တဲ့စိတ်ထားနဲ့နေရမယ်ပြီးတော့ဗါတဲ့တော့နုံညံ့သိမ်မွေသောစကားကိုပြောဆိုပြီးတော့နေရမယ်ဒီစကားပြောတတ်ဖို့ကလည်းအလွန်အရေးပါတယ်လို့ထင်တယ်ဒီညှင်းခုန်မှုမှာဟုတ်လားတချို့မပြောတတ်တော့နော်ကိုကဆိုလိုတာကတစ်မျိုးတစ်ဖက်ကနားလည်သွားတာကတစ်မျိုးကိုပြောကျင်တာကအတိတ်ပဲတစ်မျိုးတစ်ဖက်ကသဘောပေါက်သွားတာကအတိတ်ပဲတစ်မျိုးဒါမျိုးတွေဖြစ်ပြီးတော့ဟာငါကဒီလိုစိတ်ထားနဲ့ပြောတာမဟုတ်ပါဘူးဟိုမင်းဘလို့ပြောမင်းအကြောင်းငါသိတယ်ဟိုဘက်ကလည်းရှင်းလို့မရတော့ဘူးလေဟောရှုပ်ကုန်တာတွေမရှိဘူးလားလောကကြီးမှာရှိတယ်ဒါကြောင့်ပိဿပေါင်းတော်ဟောင်းတို့စကားပြောတဲ့အခါမှာစေတနာမေတ္တာကောင်းစီခြင်းနဲ့စေတနာနုညံ့တဲ့မေတ္တာဒါမျိုးတွေပိဿပေါင်းတော်ဟောင်းတို့ဟိုလက်ကင်ထပ်ပြီးတော့နုညံ့ညံ့တိမ်တိမ်မွေ့မွေ့ပြောတတ်ဖို့မလိုဘူးလားလိုတယ်ဧတံဗုဒ္ဓ ानु သာသတိအဲ့ဒါဒီပင်လည်းဘုရားအဆိုစတို့ရဲ့အဆုံးအမပါတဲ့နော်ဒုတိယဂါထာဟုတ်ရဲ့လားအဲ့တော့ဂါထာနှစ်ပုဒ်ဖြင့်ဘေးဘယ်နှမျိုးကိုသိလိုက်ရလဲနှစ်မျိုးနော်ပြင်းရည်ခြင်းသည်ဘေး